တင်းမောရီရဲ့အောက်ခြေအနီရောင်အပိုင်းကိုဘယ်တော့မှမထိပါနဲ့အဲ့ဒီနေရာမှာပါဝင်တဲ့အစိတ်တောက်တွေကြောင့်အန်ဒီယေရှိနိုင်လို့ပါဒါပေမဲ့တင်းမောကိုတွေမှာဒီလိုတောက်ပတဲ့အနီရောင်ကိုဖားကြောက်သုံးထားကြတာလေရေချောင်းသမိုင်းမှာရှီကစ်တဲ့သားတင်းမောရီဟာစားငန်ရေတံကြောင့်မြ мян ဆန်းဆန်းပျက်စီးလိရှိပါတယ်ဒါအပြင်ရေညှိတွေကမာကောင်တွေနဲ့ပင်လယ်တပ်တော်တွေဟာတင်းမောကိုထဲမှာတွယ်ကပ်ပြီးပျက်စီးမှုကိုပိုဆိုးစေခဲ့ပါတယ်အချိန်ကြာလာတာနဲ့အမျှဒီလိုတွဲကပ်မှုတွေကသင်းဘောအောက်ချိန်မှာအလေးချိန်ရာကနန်းတီတိုးလာစေပါတယ်။ဒါကြောင့်သင်းဘောအမြန်နှုန်းကျဆင်းပြီးလောင်စာစီသုံးစွဲမှုလည်းပုံမမြင့်တက်လာတာပါ။ပင်လယ်ကျမ်းမြေမှာသင်းဘောတွေထိန်းချောင်းရာခက်ခဲသလိုတစ်သားကိုယ်တွေကိုဖျက်ဆီးတတ်တဲ့ပိုးမွားတွေကြောင့်လည်းဖွဲ့စည်းပုံပိုင်းဆိုင်ရာပျက်စီးမှုတွေဟာအချိန်တိုတွင်းမှာပဲဖြစ်ပေါ်လာခဲ့ပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့ခင်မီသင်းဘောတွေမှာတော့ရေညှိကတ်တာကိုကာကွယ်ပေးတဲ့အထူးတုပ်ဆေးတွေကိုအသုံးပြုလာကြပါတယ်။တင်းမောအောက်ပိုင်းကအနီရောင်ဆေးတွေဟာကြီးနီတဲ့ပါဝင်တဲ့အတွက်ရေနေတတ္တဝါတွေကတ်တွဲမှုကိုထိရောက်စွာတားဆီးပြီးပါတယ်။ဒီဆေးတွေကဓာတ်ပစ္စည်းတွေကိုဖြည်းဖြည်းချင်းထုတ်လုပ်ပြီးတင်းမောကူတွေကိုတန့်ရှင်းစေသလိုခရီးသွားလာမှုပုံမှုမြန်ဆန်တွက်လက်စီပါတယ်